ကျွန်တော်ကမလေးရှားလို့ပြောမယ်ခင်ဗျားကမြန်မာလို့ပြောကောင်းပါပြီခင်ဗျားမလေးရှားလို့ပြောရင်ကျွန်တော်မြန်မာလို့ပြောပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ဆိုပါတယ်ဘာသာစကားပေါင်း183မျိုးအထိဘာသာပြန်ပေးလို့ရတဲ့ AI ကိုဘယ်လိုအသုံးပြုမလဲဆိုတာကိုဖုန်းနဲ့လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမလေးရှားရောက်နေတဲ့အတွက်ကြောင့်မလေးရှားလို့ပြောမယ်ပြီးတော့အင်္ဂလိပ်လို့ပြောမယ်ပြီးတော့မြန်မာလို့ပြောမယ်ဘာသာစကား3မျိုးနဲ့ကျွန်တော်ဒီ AI ကိုစမ်းပေးမှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်အခုပြုလုပ်မယ့်ဗီဒီယိုကိုကျွန်တော်ရဲ့ဖုန်း Redmi နဲ့ပြုလုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Chrome ထဲဝင်လိုက်ပါဝင်ပြီးလို့ရှိရင်ဒီ search bar ပေါ်မှာ Google AI Studio ဆိုပြီးတော့ရိုက်ချင်ရမှာဖြစ်ပါတယ် GOOGLAISTUDIO Google AI ဒီညပြထားတဲ့ဟာကိုဝင်လိုက်ပါအပေါ်ဆုံးဟာကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ provision ဆိုတာကိုရွေးရမှာဖြစ်ပါတယ်ဒီအောက်ကဟာကိုကျွန်တော်တို့မြန်မာလိုပြောလို့မရသေးပါဘူးခင်ဗျာဒါကြောင့်မို့အပေါ်ကဟာလေးကိုပဲကျွန်တော်တို့ရွေးရမှာပါ Okay ဘယ်နာကအကြောင်းလဲ၃ကြောင်းကိုဖိလိုက်ပါ chat ရှိမယ် string ရှိမယ် generate video talk ရှိမယ် webcam ရှိမယ်ကျွန်တော်တို့ talk ဆိုတာစကားနဲ့ပြောတာပါ webcam ကတော့ကျွန်တော်တို့စာရလိုက်တဲ့နဲ့သူကစကားလုံးနဲ့ပြန်ဖြစ်ပေးတယ်ပေါ့နော်ကျွန်တော်တို့ talk ကိုနှိပ်လိုက်ပါမယ် Okay ကျွန်တော်စာပြီးတော့မြင်ပါပါအချင်းဆိုတာဗာလဲ AI အချစ်ဆိုတာကတခြားသူတယောက်ပေါ့ချစ်တွေထွေမှုကျင်နာမှုဒါမှမဟုတ်ချစ်နေစိတ်မျိုးပေါ့နော်ကိုယ့်အတွက်အရင်ရည်ချစ်တဲ့သူတွေကိုဂရုစိုက်ပြီးစိတ်ပူပေးတတ်တဲ့ခံစားချက်ပေါ့နော်မေးပါခင်ဗျာဘာတိကျင်တာလဲခင်ဗျားကကျွန်တော်ချစ်တယ်ခင်ဗျားကျွန်တော်ကိုပြန်ချစ်နိုင်မလားခင်ဗျားရဲ့စကားအတွက်ကျေးဇူးတင်ပါတယ်ခံစားချက်မျိုးတွေမရှိနိုင်ပါဘူးဒါပေမဲ့ခင်ဗျားရဲ့ခံစားချက်ကိုတောင်းဟောထားပါလေOkay ဒါကတော့ကျွန်တော်မြန်မာလိုမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မြန်မာလိုပြောနိုင်ပါတယ် Okay ဒီတစ်ခါတော့ကျွန်တော်တို့မလေးလိုပြောကြမယ်အဆင်ပြေလားဟုတ်ပါပြီမလေးလိုပြောတာမှာပေါ့နော်ပြောပါကျွန်တော်မလေးလိုဖြေပေးပါမယ် You sudah makan ke belum Saya belum makan sebagai AI saya tidak perlu makan seperti manusia mengapa anda bertanya ကျွန်တော်ကမလေးရှားလိုပြောမယ်ခင်ဗျားကမြန်မာလိုပြောကောင်းပါပြီခင်ဗျားမလေးရှားလိုပြောရင်ကျွန်တော်မြန်မာလိုပြောပါမယ်ဘာကိုနေရမလဲ Awak sudah makan ke belum ကျွန်တော်ထော်မင်းစားပြီးပါပြီခင်ဗျားရောထော်မင်းစားပြီးပြီလား Hello ဟုတ်ကဲ့ကျွန်တော်ကြားနေရပါတယ်ဘာပြောချင်လို့လဲ Sekarang awak bagaimana ကျွန်တော်အခုကောင်းကောင်းကြည့်ပါတယ်ခင်ဗျားရောကောင်းပါရဲ့လား You kira Myanmar start 1 sampai 10ဟုတ်ကဲ့ကျွန်တော်မြန်မာလိုချစ်ခင်နေစိတ်ထိရည်ကြည်ပန်းပြီ1 2 3 4 5 6 9 10 Okay ဒီတစ်ခါမှာတော့ကျွန်တော်ကမြန်မာလိုပြောမယ်ခင်ဗျားကအင်္ဂလိပ်လိုပြောပေးကောင်းခင်ဗျာမြန်မာလိုပြောရင်ကျွန်တော်အင်္ဂလိပ်လိုပြန်ဖြေပါမယ်ပြောပါဦး ခင်ဗျားမှာချစ်သူရှိလား In English you're asking if I have a girlfriend as an AI I don't have relationships like humans do is there anything else I can help you with Okay ဒီနေ့အတွက်ကတော့ကျေးဇူးတင်ပါတယ် AI ရဲ့ဒီနေ့ကတော့ဒီလောက်ပါပဲနော် You're welcome feel free to reach out if you need anything else in the future have a great day Have a great day bye bye You too